6 3လုံးတစ်စိတ်ပေါ်လာမယ်လို့ကျမ်းစာကပြောလားပြောတယ်လေအဲ့ဒီတော့ကအုံနောက်နဲ့ပြန်စဉ်းစားကြည့်6 3လုံးတစ်စိတ်ကိုညာဘက်လက်မှာရိုက်မယ်တဲ့နှစ်ဖူးမှဖြစ်ဖြစ်ရိုက်မယ်လို့ပြောတယ်လေအဲ့ဒါနဲ့ပဲလူတွေကသွားလာရမယ်ဈေးဝယ်ရမယ်ဈေးရောင်းရမယ်အဲ့ဒီတော့ကအုံနောက်နဲ့စဉ်းစားကြည့်ဖြစ်နိုင်လားပတ်စံကိုဒီလိုစာရွက်နဲ့အကျွေနဲ့သုံးနေတဲ့ခင်မှာလေရေးထားတာ6 3လုံးတစ်စိတ်တဲ့ညာဘက်လက်ဖြစ်ဖြစ်နှစ်ဖူးဖြစ်ဖြစ်ရိုက်ပြီးသုံးရမယ်တဲ့ပတ်စံဆိုအဲ့ဒါနဲ့ပဲရှင်းရမယ်တဲ့ဈေးရောင်းဈေးဝယ်စဉ်းစားရင်ဒါအယူရေးတဲ့စာလို့ဖြစ်နိုင်တယ်လေကိုယ်အုံနောက်နဲ့စဉ်းစားရင်ပြောတာပါဘလို့မှလက်ခံစရာအကြောင်းမရှိဘူးကဲအခု6 3လုံးပေါ်ပြီလားပေါ်ပြီလားတကယ်ပေါ်လားအဲ့ဒါခရိယာပြီပဲပေါ်ပြီလားပေါ်ပြီလားတကယ်ပေါ်လားခရိယာကိုဖြေတာပြီးကိုမယုံကျွန်တော်ပြီးခဲ့တဲ့8 ရက်9 ရက်လောက်ကဆွီဒင်ကနေပြန်လာတယ်ဆွီဒင်မှာကျွန်တော်4 ရက်ကြာခဲ့တယ်ကျန်းစာသွားတင်တာ4 ရက်အဲ့ဒါနဲ့ကျန်းစာတင်တော့သူတို့ကဘာပြောလဲဆရာတဲ့ဓမ္မ6 3လုံးတစ်စိမ့်နဲ့ပတ်စံရှင်းရတဲ့ဆိုင်ပေါ်ပြီဆရာလိုက်ကြည့်မလားတဲ့အားကြည့်မှာပေါ့လို့အဲ့ဒါနဲ့သူတို့နဲ့လိုက်သွားရောအဲ့ဒီဆိုင်ရောက်တော့လေလို့ television monitor လိုမျိုးအမှထောင်ထားတယ်ကိုစားကျင်တာအဲ့မှာပုံရှိတယ်နှိပ်လိုက်အဲ့ဒါကျွန်တော်ကပြောတယ်အဲ့ဒီတင်မောသီဖြော်ရင်ငါတောက်မယ်ဆိုအဲ့ပုံကိုရှာပြီးတော့နှိပ်လိုက်ဘလောက်လဲဆိုတော့တဘော9 ချက်ကျွန်တော်တို့ကတော့ပတ်စံရှင်းတယ်သူများကဘယ်လိုရှင်းလဲဆိုဒီလက်မနဲ့လက်ညှိုးကြားမှာဒီအသားလေးကိုခွဲပြီးတော့မှသူတို့အဲ့ဒီကျွန်တော်တို့ဖုန်းကတ်လို့ပေါ့ SIM ကတ်ပုံစံပေါ့ chip ခေါ်တာပေါ့သူတို့ကတော့သေးသေးလေးအဲ့ဒီ chip လေးသေးသေးလေးအဲ့ဒါလေးကိုလက်မနဲ့လက်ညှိုးကြားမှာအသားလေးကိုခွဲပြီးထည့်ထားတယ်ကုန်ခဲထားပြီးသားအဲ့ဒါလေးနဲ့ပဲအဲ့ဒီမှန်ဘလူးလေးတစ်ခုရှိတယ်အဲ့ဒီ monitor လေး TV monitor လေးမှာအဲ့ဒီလက်မနဲ့လက်ညှိုးလေးကိုအဲ့လိုကတ်လိုက်အဲ့မှာညာဘက်ပဲရတယ်ဘယ်ဘက်လက်မရဘူးအဲ့လိုကတ်လိုက်ရင်အဲ့ဒီ9 ချက်ဆို9 ချက် automatic နှုတ်ပြီးသွားပြီပြီးပြီအဲ့ဒီဗျာဒိတ်ကျန်ရေးတော့ကကြည့်နော်ယောဟန်ကအဲ့ဒါတွေသိလားမသိဘူး तू ကယောဟန်ကပဲအရန်ခင်မိနေသလားခမရစဉ်းစားကြည့်ခမရနဲ့ကျွန်တော်လောက်တောင် तू သိမှာမဟုတ်ဘူးလားကျွန်တော်တို့ကင်တဲ့ဖုန်း तू ကင်ဘူးမလားဘယ်ကင်ဘူးမလဲမဟုတ်လားကျွန်တော်တို့ကတယောက်နဲ့တယောက်ဓာတ်ပုံပို့လိုက်ရှစ်ယောဟန်ဒါတွေနားမလဲဘူးဒါပေမဲ့ तू ကဖျားသခင်ပြတယ်ရေးတယ်ကြားတယ်ရေးတယ်အဲ့ဒါယောဟန်လေကြည့်အဲ့ဒါကိုအဲ့ဒီခေတ်ကလူတွေကဖတ်ရင်လက်ခံမလားဘယ်လက်ခံမလဲအခုခေတ်တောင်တချို့တွေလက်မခံဘူးစံတိုးဟာပြောမနေနဲ့မင်းကလည်းငါတို့ရွာမှာတော့မရှိတာတဲ့ तू ကလည်းသူ့ရွာမှာရှိမှလက်ခံမှာဗမာပြည်ကလည်းမလုံနဲ့ကိုယ့်ရွာကိုလက်ခံတဲ့အုပ်စုတအုပ်စုရှိတယ်အဲ့ရွာသားတွေများခရီးထွက်ရင်လဝကမေးတယ်မှတ်ပုံတင်ပါလားဆိုလူတယောက်လုံးလာတာဘာမှတ်ပုံတင်လို့လဲလဝကရွာလဲသွားမယ်ရွာသားဖြေတဲ့အဖြေလဝကနားမလဲဘူးနောက်တစ်ယောက်ရှိသေးတယ်ဟိုတုန်းကကျွန်တော်တို့မှတ်ပုံတင်ရ3 ခေါက်ချိုးလေဟုတ်လားအပိုင်း3ပိုင်းလေခောက်လိုက်တယ်မဟုတ်လား2 ခေါက်ချိုးလိုက်တာပေါ့အပိုင်းက3ပိုင်းလဝကမေးတယ်အဲ့ဒီရွာသားမှတ်ပုံတင်ပါလားနည်းနည်းပါတယ်ဘာလဲနည်းနည်းပါတယ်ပါရင်ပါတယ်မပါရင်မပါဘူးပေါ့ဘာလဲနည်းနည်းပါတယ်လူကိုရှွတ်တို့နောက်တောင်ပြန်မေးတယ်လဝကမင်းမှတ်ပုံတင်ပါလားမေးနေတာပါတယ်လေနည်းနည်းပါတယ်ကဲပေး तू อ่ะဒီဘက်လဲပြေးပြီးပျောက်ပြီးဒီဘက်လဲပျောက်ပြီးဓာတ်ပုံပါတယ်တစ်ခုပဲချန်တယ်အဲ့ဒါနည်းနည်းပါတယ်မျိုးကလူတော်ယုံတယုံမဖြစ်တတ်ဘူးအဲ့ဒါရွာလူပဲနားလဲတယ်ဒါကြောင့်ရွာသားအထင်မသေးနဲ့ကဲအခုကြည့်လေ6 3လုံးပေါ်ပြီခမရအခုကျွန်တော်ပတ်စံကင်ပြီးသွားတယ်အဲ့ဒီဆွေဒင်မှာပတ်စံရှင်းမယ်ပတ်စံရှင်းခြင်းနောက်ဆုတ်တဲ့ပတ်စံရှင်းတဲ့လူဦးစားမပေးဘူးဖဲဒီ6 3လုံးနဲ့ရှင်းတဲ့လူအရင်ဝဲဘာလို့လဲနေရပတ်စံပေးမယ်ဆိုနေပတ်စံကိုငါသိမ်းရမယ်ပတ်စံညစ်ပတ်တယ်ယောဂပိုးကတ်တတ်တယ်အဲ့ဒီပတ်စံကိုငါဘန်မှာပြန်သိမ်းရမယ်စဉ်းစားကြည့်ဘလောက်အလုံးရှုပ်လဲအဲ့တော့ဝဲခြင်းရင်6 3လုံးနဲ့ပဲတစ်ဆိုဝဲလိုက်ပြီးပြီအဲ့ဒါရောင်းမယ်အဲ့ဒါမျိုးကအလုံးမရှုပ်ဘူးတတ်တာတယ်နေပတ်စံယူရမယ်ငါအကျွေးပြန်အမ်းရမယ်ဒါကြောင့်ပတ်စံကင်တဲ့လူကနောက်ဆုတ်ဆိုတော့ကျွန်တော်အမြဲတမ်း
ပတ်စံပဲရှင်းတဲ့အတွက်ကြောင့်ကျွန်တော်နောက်မှာပဲနေရတယ်တန်းစီရင်ပတ်စံကင်တဲ့လူကနောက်ကပဲဂျားထဲမှာဟိုကတ်သမားရောက်လာရင်ကျွန်တော်နောက်ကနေကြော်သွားရောဘာလို့လဲပတ်စံကင်တဲ့လူကသူတို့မကြိုက်ဘူးပတ်စံကိုသူတို့မကြိုက်ဘူးကြည့်နော်အဲ့တော့ကျန်းစာကပြောတယ်6သုံးလုံးသမားကိုဦးစားပေးရောင်းမယ်လို့ပါလားမပါဘူးလားအယောင်းဝယ်လို့ရင်သူတို့ကပိုလွယ်တယ်ကဲအခုဖြစ်နေပြီလေဒါကြောင့်ကျွန်တော်ပြောမယ်ချစ်တော်ညီကိုမောင်နှမဒီမှာရှိတဲ့မိဘတွေဖယားသခင်ကဒီကျမ်းစာထဲမှာရေးထားတဲ့အရာခမည်းယုံရင်လဲမှန်တယ်ခမည်းမယုံရင်လဲမှန်ပြီးသားဒါကြောင့်ဒါကိုတမန်ကျမ်းစာလို့ခေါ်တယ်ခရစ်ယာန်ကျမ်းစာမဟုတ်ဘူးဒါကြောင့်ချစ်တော်ညီကိုမောင်နှမခေတ်ကြီးဘလောက်တိုးတက်ဒီကျမ်းစာကိုမမှီဘူးတိုးတက်ပြီလားဆိုပြန်ကြည့်ကျမ်းစာမှာရေးပြီးသားဖြစ်နေပြီဒါကြောင့်မလို့ခေတ်မီခြင်းကျမ်းစာဖတ်ဟုတ်လားအဲ့ဒါအရေးကြီးတယ်လောကကြီးမှာအဲ့ဒီတခြားစီတွေလဲကိုကမသိတော့တခြားစီပေါ့သိသွားတဲ့အခါကျဩတကယ်မှန်ပါလားဆိုတာတတ်သိရတယ်ဟုတ်လားဗမာစကားရှိတယ်မျက်စိမှာငရုတ်သီးဝင်တယ်တဲ့ညာဘက်မျက်စိမှာဝင်ရင်ချက်ဘယ်ဘက်ခြေမကိုရေလောင်းတဲ့ဘာဆိုင်လဲအဝေးကြီးပဲငရုတ်သီးဝင်တာကမျက်စိရေလောင်းတာအဝေးဝင်တဲ့နေ့လောင်းကြည့်သိလိမ့်မယ်မြန်သိကျင်လို့ငရုတ်သီးမျက်စိတွေထဲဖို့မပြောပါဘူးဒါပေမဲ့နားလဲစေခြင်းနဲ့ဘဝမှာကိုယ်အုံနောက်နဲ့စဉ်းစားရင်နားမလည်နိုင်တဲ့အရာတွေအများကြီးရှိတယ်ဟုတ်လားမဟုတ်လားခမည်းစဉ်းစားကြည့်လေဒီကနေဖုန်းနဲ့နိုင်ငံခြားကိုပြောတာဘာကြိုးမှမပါဘူးဟိုမှာကြားတယ်ခမည်းစဉ်းစားကြည့်ခမည်းအုံနောက်နဲ့စဉ်းစားလို့သဘောပေါက်တဲ့နေ့မှာဖုံးဆက်မယ်ဆိုသေသာသွားမယ်စက်ပြစ်မှာမဟုတ်ဘူးခမည်းစဉ်းစားကြည့်လေယေရှုငါပြစ်ကိုဆက်ပြီးပြီလို့ယုံရင်ယုံတဲ့သူထဲမှာယေရှုရဲ့ဝိညာဉ်ကကိန်းဝတ်လာတဲ့အထဲမှာဟာဘယ်လိုလုပ်ကိန်းဝတ်မလဲခရစ်တော်ကိုလက်ခံတာနဲ့ဘယ်မှာလွာနေမလဲလူကနားမလဲနိုင်ဘူးနားလဲဖို့မလိုဘူးခင်ဗျာလက်တွေ့စမ်းကြည့်ဖုန်းထဲမှာလေအခုနဒီမှာဓာတ်ပုံရိုက်တယ်တခါတဲ့အင်တာနက်ကနေအမေရိကန်ကိုပို့လိုက်တာဘယ်အပေါက်ကထွက်သွားလဲဒါမှဟိုရောက်လားမှန်အလုံးပိတ်ပြီးမှပို့ထွက်လာထွက်တယ်ခေါင်းမူးခြုံပြီးစောင်းထဲကနေပို့လိုက်တတ်ပို့ထွက်လာငါဖုန်းထဲကိုဓာတ်ပုံတွေဝင်နေဆိုတစ်တာတဲ့ထည့်ပြီးတော့ခတ်တာဝင်လာဘယ်အပေါက်ကဝင်နားလဲနိုင်လားနားမလဲနိုင်ဘူးဘဝမှာနားလဲတဲ့နေ့မှာဓာတ်ပုံပို့မယ်ဆိုခင်ဗျားဘယ်တော့ပို့မလဲကျွန်တော်ပြောမယ်အဲ့ဒီဓာတ်ပုံပို့တာတော့မှလူလောက်ထားတာလားဖျားလောက်တာလားဟမ်လူလောက်တာအဲ့ဒါတော့အကြာကြီးစဉ်းစားတယ်ဖျားလောက်တာလားလူလောက်တာလားသမင်းစားပြီးကစားအဲ့လိုဖြစ်တတ်တယ်မနေပဲကိုယ့်ဟာကိုပြန်အားပေးရတယ်နော်မျက်လုံးပေါ်မှာဟိုပုဂ္ဂိုလ်ကရှောက်တယ်လို့ထင်ရတယ်ဘုရားသခင်အသက်ရှင်နဲ့စမ်းကြည့်ပထမအဆင့်ကတော့အသက်ရှင်နဲ့ဖျားရှိတယ်စမ်းကြည့်ပါယုံဖို့မလိုပါဘူးစမ်းကြည့်အဲ့ဒီဖျားသက်တည်ပေးတယ်